ຫນွေဦးတော်လာရေးနှစ်ပတ်လဲနှုတ်ဆက်စကားပြောခွင့်ရလို့ဂုဏ်ယူပါတယ်ကျွန်တော်တို့လည်းပြည်သူအချင်းချင်းပဲအပြန်အလှန်အားယူပြီးတော့ခီးဆက်ခဲ့တာအခုနှစ်ပတ်လဲပါပြီကျွန်တော်တစ်နှစ်ပတ်လုံးတရက်မှမကြမ်းအောင်ခုခံတွန်းလှန်နိုင်ခဲ့တယ်ဆိုတော့တွေ့ရပါတယ်ဟိုအစဒီစစ်တပ်ကနေဒီအာဏာလုကြတဲ့ကဆန္ဒပြပွဲတွေစီဒီအန်လှုပ်ရှားမှုတွေနဲ့စန့်ကျင်ပြခဲ့ကြတာပေါ့နော်ဒီနေ့အထိအရွယ်အစားအမျိုးမျိုးပုံသဏ္ဍာန်အမျိုးမျိုးပြောင်းတယ်ဒါပေမဲ့မပြောက်သွားခဲ့ဘူးပြည်သူတွေကဒီအာဏာလုတဲ့စစ်တပ်ကိုအနိုင်မခံခဲ့ဘူးယာနဲ့ချီတက်ထောင်နဲ့ချီဖမ်းဆီးနှိပ်ကွက်တဲ့ဂျားကကိုတရက်မှဒေါ်လာကြီးမပြတ်ခဲ့တာပါအခုဆိုရင်ဒါဘယ်ချင်းနေရောက်နေပြီလဲဆိုတာပြည်သူတွေတွေ့ကြပါလိမ့်မယ်ဟိုအစပိုင်းနေမှာကြီးရည်လေးစစ်တပ်ကြီးကိုတူမီးလောက်နဲ့ခုခံခဲ့ရကစပြီးတော့အခုပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကအင်အားကောင်းကောင်းနဲ့တွန်းလှန်နိုင်နေပါပြီလိုပဲတိုင်းသားဒေါ်လာရေးအဖွဲ့တွေနဲ့လည်းပေါင်းစုပေါင်းပြီးတော့တိုက်ပွဲဝင်နေနိုင်တယ်ပြည်သူစစ်ရဲ့ထိအောင်မှုကိုလည်းကျွန်တော်တို့တွေ့နေရတယ်အောင်ပွဲရုပ်ပုံလွှာတွေတက်လာတာကိုကြည့်တဲ့အခါမှာဒါပြည်သူစစ်ရဲ့ထိအောင်မှုကိုတွေ့ရမှာပါဘာကြောင့်လဲဆိုတော့လဲကြားမမရွေးအရွယ်မျိုးစုံဟုတ်လားလူမျိုးစုံနောက်ပြီးတော့ပြည်တွင်းပြည်ပအားလုံးချိတ်ဆက်ပြီးတော့ဟန်ချက်ညီအောင်လုပ်နေကြတာလိုအပ်ရင်အစိုးရဖွဲ့တယ်တခြားလိုအပ်တဲ့အဖွဲ့အစည်းတွေရန်ရားတွေလည်းဖွဲ့တယ်မောင်းနေနိုင်နေကြပြီအခုလည်းကျွန်တော်တို့ကိုမျိုးကိုပိုင်နေငါတို့လူသလိုငါတို့လှုပ်နိုင်တယ်ငါတို့ငြိမ်လို့ရတယ်ပြနေကြတယ်ဒါတွေကကဘာကြီးရဲ့အတိမတ်ပြုမှုကိုတန်တမန်နီးလန်းတွေပို့ပြီးတော့တိုးကရလာတဲ့အကြောင်းရင်းတွေပါအဲ့တော့စစ်တပ်ထဲကလည်းရဲတွေကလည်းပြည်သူရင်ကိုခိုလုံနေကြတာကိုတွေ့မှာပါနှစ်မျိုးတော့ရှိတာပေါ့နော်အတိတရားနဲ့ကိုလုံတာနဲ့အကြောက်တရားနဲ့ကိုလုံတာအဲ့ဒီအကြောက်တရားစိတ်ဝင်စားဖို့ကောင်းတယ်ဘာလဲဆိုတော့သူတို့တွေရဲ့အနာဂတ်အတွက်အဲ့တော့စစ်တက်ဆိုတဲ့ဒီအာဏာလုထားတဲ့အဖွဲ့အစည်းဘက်မှာနေရင်သူတို့အနာဂတ်မရှိတော့ဘူးသူတို့ရဲ့အထူးသဖြင့်သားသမီးတွေရဲ့ဘဝနောင်ရေးတွေအထိစဉ်းစားခဲ့တာပေါ့နော်ဂုံတိတ်ခါအရာရှင်သာမှုအရာဒါကြောင့်မို့လို့အဲ့ဒီအရာတွေကိုစိုးရင်ကြောက်ရွံ့နေတယ်ပြည်သူဘက်ကိုကူးလာကြပြီအဲ့တော့အင်အားကြီးတဲ့တစ်ဖက်အဖွဲ့အစည်းကိုလှဲဖြိုကြတဲ့အခါမှာခုနပြောသလိုပေါ့ပြည်သူလှုပ်ရှားမှုတွေပေါင်းစုံနဲ့နေ့စဉ်ခုတ်တက်လာကြတာတကယ်တော့အပင်ဘလောက်ကြီးပါတဝက်ကျော်ခုတ်နိုင်ပြီဆိုရင်တော့ရပါပြီသူ့ဝိတ်နဲ့သူလဲပြိုပါပြီကဲကျွန်တော်တို့ຫນွေဦးအစတုန်းကတော့ကူသူကဲသူရှာခဲ့ကြသေးတယ်အခုတော့ကိုယ်တိုင်ရုံထွက်အနိုင်ယူဖို့တန်တိုင်းထန်ချလိုက်ကြပြီးပြီပြည်သူတွေကနေပြီးအလဲထိုးမယ်ကဘာကြီးကိုပြည်သူတွေဟာကူပါကဲပါမတောင်းမှန်ဘူးတရားမျှတတဲ့ဒိုင်သာလုတ်ပေးပါလို့တောင်းဆိုကြရမှာပဲအဲ့တော့ပွဲအဖြေကိုဆုံးဖြတ်ချက်မှန်ချပေးတဲ့ဒိုင်သာဖြစ်ပေးပါလို့တောင်းဆိုဖို့ဒါပဲကြာမှာတော့တယ်လို့ပြောရင်ကျွန်တော်စကားကိုညီကုန်းချုပ်ပါတယ်အရေးတော်ပုံအောင်ရမယ်